အင်္ဂလိပ်စကားမှာမင်းတို့ခမတို့ဖြုတ်ချင်ရင်အများအပြား you ပဲဖြုတ်မယ်ဒါပေမဲ့ you အမှန်တကယ်အတိတ်ပဲမင်းတို့ခမတို့မင်းတယောက်ခမတယောက်ဖြုတ်ချင်ရင်အင်္ဂလိပ်အမှန်တကယ်ဝဟာရတောက်ကြပူလားတိတ်မသုံးဘူးနော်အရင်တော့ကသုံးတယ်နော်ခမတယောက်ဖြုတ်ရင်ဆိုတောက်အမြဲတမ်းဖြုတ်မယ်ခမတို့ဆို you အမြဲတမ်းဖြုတ်မယ်ဒါပေမဲ့ဘယင်ကိုဖြုတ်ရင်တောက်မဖြုတ်ရဘူးနော်ဘယင်ဒီပါဆိုပေမဲ့ you ခေါ်မယ်နော်နောက်ပိုင်းမှာတခင်တွေလေတောက်မခေါ်တော့ဘူး you ပဲခေါ်မယ်နော်နောက်တော့သူစိမ့်တယောက်တွေ့ရင်ဆိုသူတောက်ခေါ်ရင်အဲ့ဒါနေမှရိုင်းတာဒါဆိုသူစိမ့်တွေလေ you ခေါ်မယ်ယင်းနီးတွေတငယ်ချင်းတွေမိတ်ဆွေတွေမိသားစုဆိုတောက်ခေါ်မယ်နောက်ပိုင်းတောက်တိမ်လုံးဝမတော်တော့ဘူးတငယ်ချင်းတွေတောင်မခေါ်ဘူးဒါပေမဲ့အခုအထိအင်္ဂလိပ်စကားမှာတောက်တစ်ခါတလေပြောမယ်အထူးသဖြင့်စကားစုအချို့တောက်သုံးတယ်တခုက holier than thou စကားစုရှိတယ် holier so မင်းထက်မြင့်မြတ်တဲ့အတိတ်ပဲရှိတယ်အတုံးအနုံကထင်ကြီးတယ်နော်ကိုအထင်ကြီးတယ်ကျွန်တော်သူထက်မြင့်မြတ်တယ်သူထက်ကောင်းတယ်အဲ့လိုမျိုးအတိတ်ပဲနောက်တစ်ခုက fare thee well thee so မင်းကိုအတိတ်ပဲနော် fare thee well အဲ့ဒါဇက်ဟန်ပါနှုတ်ဆက်စကားနော်တခါတလေဇက်ကာမှာကာတွန်းမှာဇက်ကောင်တယောက်သူတိတ်တော့မိတ်ချင်ရင်နော်နောက်ဆုံးအချိန်နှုတ်ဆက်နေတယ်ဒီလိုမျိုး fare thee well ပြောမယ်နောက်စကားစုနောက်တစ်ခုက know thyself နော် thy so မင်းရဲ့နော် go တီးပါတီးကရှေးဟောင်း Greek ဘုရားချောင်းတစ်ခုအပေါ်မှာထူထွင်ထားတဲ့စကားစုเนาะ Greek စကားဒါပေမဲ့အင်္ဂလိပ်မှာအဟောအရင်တုန်းကဒီစကားစုရှိတယ်ကိုတီးပါเนาะအဲ့ဒါချောင်းခုအတီးဒီရှေးဟောင်းဆန်စကားနဲ့ပြောတယ်ပြီးတော့ Korean ကျမ်းစာမှာအခုအတီး thou thee thy အများကြီးသုံးတယ်အထူးသဖြင့်ဖျက်သက်ခင်ကိုပြောနေတာ thou thee thy Shakespeare မှာเนาะ Shakespeare ကဆိုအင်္ဂလိပ်သမိုင်းကနာမည်အကြီးဆုံးစာရေးဆရာနော်လူတိုင်းသူဇလန်တွေတည်တယ်သူရှေးဟောင်းဇလန်ဆို thou thee thy သုံးတယ်နော်ဒါဆိုအမန်တကယ်အရင်တော့က thou အနေနဲ့ name တဲ့စကားဒါပေမဲ့အခုဆိုရှေးဟောင်းစကားမှာဘေးသုံးတယ် Korean ကျမ်းစာမှာဘေးသုံးတယ်ဆိုခုက sentiment ဖြစ်တယ်အဲ့ဒါအစင်မြင့်စကားဖြစ်တယ်ချပြသနာတစ်ခုရှိတယ်နော်အင်္ဂလိပ်စကားမှာမင်းတို့ခမတို့ရှင်းလင်းပြောရင်ဘယ်လိုပြောမလဲ you နှစ်ခုစလုံးအတွက်သုံးတယ်ဒါပေမဲ့မင်းတို့ရှင်းလင်းပြောရင်ဘယ်လိုပြောမလဲ British မှာဆို you lot မင်းတို့ရှင်းလင်းပြောရင်အဲ့လိုမျိုးပြောမယ်America များစွာသဖြင့် America မြောက်ဘက်မှာအနောက်ဘက်မှာ so you guysပြောမယ်နော်မင်းတို့ရှင်းလင်းပြောမယ် you guys ဆိုပုံမှန်ယောက်ျားအတိတ်ပဲဒါပေမဲ့မင်းတို့ခင်ဗျားတို့လို့မျိုးပြောချင်ရင်အဲ့လိုမျိုးပြောလို့ရတယ် you guys မင်္ဂလေးတွေလေမျိုးသမီးတွေလေခေါ်လို့ရတယ်ပြီးတော့ America down ဘက်မှာ y'all ပြောမယ် you all နော်ဒီကလေမင်းတို့ခင်ဗျားတို့အတိတ်ပဲအခုခေတ်ဆိုလူငယ်တွေအမေရိကအကုန်လုံးအင်္ဂလိပ်ပြောတဲ့လူငယ်တွေအကုန်လုံးy'allပြောနေတယ်နော်အင်တာနက်မှာအများကြီးသုံးတယ်ရင်းတော့ကအမေရိကတောင်ဘက်အခုလူအများကြီးပြောတယ်နောက်တော့ New York New Jersey Pennsylvania ပြည်နယ်တွေမှာလူအချို့ use မင်းတို့ပြောချင်ရင် use ပြောမယ်နောက်ဆုံးတော့ America Appalachiaတောင်ပေါ်ဒေသမှာပြီးတော့အဲ့ဒါ Appalachia တောင်တန်းချိန်မှာတည်ရှိတဲ့ Pittsburgh မြို့မှာမင်းတို့ yins လို့ခေါ်မယ်နော် so အရင်ကအင်္ဂလိပ်မင်းတို့ကိုချတယ်အခုကိုချရရင်ဒီလိုမျိုးစကားသုံးမယ်တီးရကြပူလား